မင်္ဂလာပါခင်ဗျာမြန်မာ Novels ကနေပြန်လဲကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်တက်ဆက်ပေးမှာကတော့စာရေးသူဒေါက်တာနိုင်ပန်းလာရေးသားထားတဲ့ရာဇာတွဲရေးတော်ပုံကျမ်းဆိုတဲ့ဝတ္ထုတော်ကြီးကိုအပိုင်း73အနေနဲ့တက်ဆက်သွားမှာဖြစ်ပါတယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဘေးနားက notification လည်းပေးထားပါဘယင်မင်းကောင်ကရေးကအခက်အခဲတွေနဲ့ကြုံတွေ့ရတော့ဟန်သာရီစီကိုဖျက်ဆီးနိုင်မယ့်အရေးကဝေးသေးတယ်လို့ဆင်ခြင်ပြီးအဲမဲတကြီးကိုရာဇာတွဲစီကိုစာနဲ့စေရတယ်စာမှာတော့အင်းဝရွှေနှန်းရှင်ကြီးသားတော်ဘယင်မင်းကောင်ကြားရောက်အပ်သောဟန်သာဝရီပြည့်ရှင်စင်ပီကင်းသားတော်ရာဇာတွဲစပူရင်းပြပြရှိအားလုံးသောရှေးဧပြီမင်းများသည်အချင်းချင်းစက်မှတ်ပြုကြသည်ကြီးပဲသို့သောတရားနှင့်ညီစွာပြုကျင့်ကြသည်ရှုံးကြနိုင်ကြတာကြီးငါကိုနောင်တော့အနာယူသည်ကတရားလည်းလို့ဖြစ်လာသည်တရားနှင့်မညီပါငါသမအားတည်းငါသမီးကိုမိဖုရားပြုသည်သူ့လင်ကိုတည်းသူမယားကိုကိုမယားပြုသည်မှာတရားဥပဒေနှင့်ဆန့်ကျင်လွန်သဖြင့်ငါစစ်ချီခဲ့ခြင်းဖြစ်သည်နောင်တော်၏သမီးတလည်းမေကျော်ငါရစဉ်ကငါသားတော်၏မင်းသင်္ကသူတရားသူနှင့်ပေးစားပြီးငါချွေးမတော်ပြုတယ်ငါသမီးစောပြည့်ချမ်းသာကိုနောင်တော်ရတော့ငါပြုသလိုမပြုငါကျင့်သလိုနောင်တော်ကိုလည်းကျင့်စီလိုတယ်နောင်တော်သမီးတလားမေကျော်ကိုပို့လာစီလိုရင်ငါပို့ပြီးမယ်ငါသမီးစောပြည့်ချမ်းသာကိုသူကြိုက်နေတဲ့သူနဲ့ပြုစုမယ်ဆိုရင်ငါဆင်းလို့ပြီးအင်းဝကိုပြန်မယ်ရွှေပင်းနဲ့အဲ့သူလိုရေးခဲ့တဲ့ဘီမင်းကောင်ရာဇဒံကိုအင်မဲတကြီးစီကရာဇာတွေ့ရတော့ငါညီတော်ပြည့်တဲ့ရွှေနှန်းရှင်ရဲ့သားတော်ကစကားတက်လို့တာငါကိုရှုတ်ချပြောဆိုရေးသားခဲ့တယ်မလျော်တဲ့အချက်ကိုငါပြုခြင်းသဖြင့်ငါမှအပြည့်ရှိသလိုဆွဆွဲတယ်ငါညီတော်စိတ်မချခင်အလျင်ငါသာငါတန်လူတယောက်လွတ်ပြီးခုလိုဆိုခဲ့ရင်ညီတော်ကြီးစကားကိုကြားလျက်ငါမလိုက်နာတော့မှငါအပြည့်ဆိုတဲ့နေဒါဆိုရင်ငါမှအပြည့်ရှိကြောင်းမှန်းပြီးပြီအခုတော့ဒီလိုမဟုတ်ဘူးညာသတင်းဘုရားရှင်မြင်တော်မှာငါနဲ့ပြုခဲ့တဲ့သစ္စာကိုညီတော်အရင်ဖောက်ပြတ်တယ်ငါကိုရှုတ်ချပြီးမဟုတ်မမှန်ကြားကြုတ်တဲ့စကားနဲ့ဇဲမင်းမင်းနဲ့ညီတော်စာရေးတယ်ညီတော်သစ္စာမဆောင်တဲ့ပြင်နှက်ကောင်းလဲညီတော်ကိုမဆောင်ဒါကြောင့်ဇဲမဲကိုစီးတဲ့ညီတော်ရဲ့ရာဇသန်စာနဲ့ဂျွန်လီကငါထံကိုရောက်ရတယ်ညီတော်သစ္စာပေါတဲ့မြေရခိုင်ကိုငါဂျွန်လီလွှတ်ပြီးတိုက်စီခြင်းဖြစ်တယ်ခါမလီနဲ့စောပြည့်ချမ်းသာကိုငါဂျွန်လီရခဲ့တယ်ခါမလီရဲ့ပသိမ်မှာအစိတ်တောက်ပြီးတည်ခြင်းဖြစ်တယ်ဒါကိုအကြောင်းပြုလို့ညီတော်ကအင်အားကြီးမှဆိုဆူယုံမီငါ့ကိုတိုက်ပြဖို့ချီတယ်ယခုငါနိုင်ငံကြီးလက်မြို့ပြ12မြို့တို့ကိုဖျက်ဆီးပြီးတော့မှလူလူများစွာကိုတုံပန်းပြုတယ်ညီတော်သစ္စာပြတ်ပြီးပြုခြင်းခဲ့တဲ့မိမိအပြစ်တွေကိုမဆိုဘဲနဲ့ထိန်ဝတ်တယ်ငါအပြစ်ကိုသာညီတော်ဖော်ပြတယ်ဒါကြောင့်ညီတော်ရဲ့အရေးကိုငါမလိုက်တာသေးယခုစင်မြေလုံးရဲမှဘူပါတွေနဲ့ခြီလာလို့ရှောက်ရှိတဲ့အခိုက်ငါကိုနိုင်လျောင်လှုပ်ကြံတော့တဲ့အင်ဘက်တကြီးကိုမှားတော်မူလိုက်တယ်အင်ဘက်တကြီးပြန်တော့ရာဇာတွဲမှာတဲ့အတန်ဘီမင်းကောင်ကိုရှောက်တယ်ဘီမင်းကောင်ကလည်းကြမ်းကြုတ်တဲ့ရာဇာတွဲရဲ့စကားကိုကြားပြီးမဲ့တုံ့ပြန်ခြင်းမပြုတော့ဘဲနဲ့နုညံ့သိမ်မွေးတဲ့စကားနဲ့အင်ဘက်တကြီးကိုစီးပြန်တယ်နောင်တော်ညီတော်ကိုအပြစ်ဖို့လို့ဆိုခဲ့တယ်ညီတော်ကတော့နောင်တော်ရဲ့အပြစ်လို့မြင်တယ်ဒီလိုတူဦးကိုတူအပြစ်တင်နေတန်တရားဆုံးမှာမဟုတ်သူ့ပြစ်ငါပြစ်ဟူမဆိုကြဘဲနဲ့နှစ်ဘက်စလုံးကပြစ်တွေကိုစွန့်ပေးကြပါစို့မော်လိုင်းတောင်စီဘုရားမှာငါကြောင့်အမှုအမတ်တွေကြီးငယ်တွေနဲ့နောင်တော်ရဲ့ကြောင့်အမှုအမတ်ငယ်တွေကိုသစ္စာပြုကြစေလိုတယ်အချင်းချက်ပြုကြပြီးညီတော်လေးဆင်းလို့ပြီးအင်းဝကိုပြန်ပါမယ်အင်းဝရောက်ရင်နောင်တော်တမန်စီပါအောင်မယ်နောင်တော်ရဲ့သမီးတလမီကျော်ကိုပို့လာစီလူကပို့စီမယ်ငါသမီးတော်ကိုတော့ငါတို့တော်3ယောက်ရှိတဲ့အနက်တရားရောက်လည်းပြုစုတော်မူရင်ညီတော်စိတ်ပြောပါမယ်လို့မှာတော်မူတယ်အမေတကြီးကလည်းရာဇာတွဲစီကိုပူပြီးအမှားစကားတွေကိုရှောက်ထားပြန်တယ်ရာဇာတွဲတွေကြတော့အင်းဝဘေးမှာစကားတတ်တဲ့အမတ်တွေများတယ်မင်းရာဇာအမေတကြီးစကတိတို့ကအမျိုးမျိုးပြောလာကြတယ်ငါမူမတ်တွေကတော့ဘာမှမပြောကြရခိုင်ကိုငါကြုံနေနိုင်ပြီးသမီးတော်နဲ့တမတ်တော်ကိုငါတို့ရသည်ကြားလျင်အင်းဝဘေးကစစ်သည်2သိန်းကျော်နဲ့ချီခဲ့တယ်ငါနိုင်ငံကြီးတဲ့များစွာကိုမီးတင်တိုက်လို့ဖျက်ဆီးခဲ့တယ်အခုငါကိုမတိုက်နိုင်ရိခါတွေပြက်ပြီးငတ်မို့ကြပြီတတော်လုံးမှာတည့်ရွက်အညွန့်ဖို့ပဲမကြံတော့မွေကင်မစ်ကိုအင်းလျားမှာလဲဟေးသေးရွက်တွေကိုရှူစားလို့မရတော့မှငါတက်ရေးဆူလာတယ်ငါနိုင်ငံမှာစင်မြင့်ကျွမ်းတော်စားဖို့မြက်တွေကုန်ခန်းရခြင်းမှာအင်းဘဲတကြီးအောင်လို့ငါမှတ်မယ်လို့ရာဇာတွေကမိတ်တယ်အဲဒီကအမတ်တွေကအင်းဘဲတကြီးဆိုသည့်အချက်လက်တွေကမှန်သောစကားမဟုတ်သူသမီးကငါယူသည့်အစင်လာမှာမွန်ပြည်မှာစားခဲ့တဲ့အစင်လာဘဝင်းနီမဟုတ်မြန်မာပြည်ကစားခဲ့ခြင်းဖြစ်တယ်ရှေးကမွန်ပြည်မနူဟာမင်းကစင်ပြီးတော့33စီးကိုပိုင်းတယ်မြန်မာပြည်နယ်ဒါမင်းစောကလည်းစင်ပြီးတော့16စီးကိုပိုင်းဆိုင်တယ်မွန်မြန်မာမင်းတစ်ပါးတို့ကစပုတပြေပင်အောက်ကိုတွားရောက်ကြပြီးတရားမင်းရှေးမှာဂရိသစ္စာဆိုလို့ခလျာဏမိတ်ခင်မုံဖွဲ့ကြတယ်နောင်ကသတို့ပြည်ကိုရန်သူများလာရောက်တိုက်ခိုက်သဖြင့်မွန်ပြည်မနူဟာမင်းကမြန်မာပြည်နယ်ဒါမင်းစောထံစစ်ကူတောင်းရတယ်အနယ်ဒါမင်းစောကသတို့မင်းထံသူရဲကောင်း4ယောက်လွတ်တယ်မြန်မာသူရဲကောင်းတွေကရန်သူကိုတွန်းလှန်နိုင်ခဲ့တဲ့ဂျေဇူးကြောင့်သတို့ကမွန်မင်းသမီးတစ်ပါးကိုအနယ်ဒါမင်းတံကိုဆက်တတ်လိုက်တယ်အဲ့ဒီအခါမြန်မာပြည်နယ်ဒါမင်းစောကငါအဆွေတော်သမီးပါတကားကိုမဆိုးမွန်မင်းသမီးကိုမိဖုရားဖြစ်သိမ့်ပိုက်တော်မူခဲ့တဲ့ဆင်လာရှိတယ်မြတ်စွာဘုရားတို့မိဒီမှာလဲရှေးကပွင့်တော်မူခဲ့တဲ့ဘုရားအဆက်ဆက်တို့ကမျောလီမျောတာရှိတဲ့ဌာနမှာပဲရှုဘက်ကိုမျောတော်မူကြတယ်အခုလဲငါတို့တခင်ရာဇာတွေကမြန်မာပြည်နယ်ဒါမင်းစောရဲ့တုံကိုနှလုံးပတ်ပြီးလိုက်နာပြုကျင့်ခြင်းဖြစ်တယ်ဘလို့ကြောင့်ဒါကိုမလျော်တဲ့အကျင့်လို့အင်ပေတကြီးဆိုတယ်လို့ဆိုပါတယ်အင်ပေတကြီးလည်းအမတ်တွေကပညာရှိပြီးလာပြီးစကားတက်လာတယ်လို့ချီးကျူးတယ်ရာဇာတွေကလည်းမင်းသမီးစောပြည့်ချမ်းသာကိုအင်ပေတကြီးကမြင်စီလို့
စားတော်ခွန်တောင်းတော်မူတယ်စောပြေချမ်းသာကလေးတကားအပါကိုလာပြီးကွန်ကတ်တယ်အင်ဘဲတကြီးလည်းမင်းသမီးကိုမြင်တယ်အဲဒီကရာဇာတွေကအင်ဘဲတကြီးကိုမင်းသခင်သမီးတော်ရဲ့အမှားအထားကိုမင်းချင်းကပ်ပြီးနာကြည့်လို့မိတ်တယ်အင်ဘဲတကြီးလည်းကျွန်တော်ယခုလာပြီးမှမင်းဧကရီနှစ်ပါးချစ်ခြင်းအလို့ငါအေးဆိုလာခြင်းဖြစ်တယ်ဟန်သာရီနဲ့အင်းဝါကိုရွှေလန်းငွေလန်းပအောင်မိမသေးကြီးမနှောက်ညီညွတ်ကြပြီးတမန်မပြတ်လက်အောင်ပြည်သူပြည်သားရဟန်းပုံနာတွေငြင်းငြင်းရပြီးအကျိုးပြတ်တော်ဟူ၍ရွှေနှန်းရှင်အင်းဝါမင်းကစေနာရှိထားလို့ကျွန်တော်ကိုရေးချဆိုရင်စေခဲ့ခြင်းဖြစ်တယ်မင်းသမီးအမှားသားကိုခံရလာသည်မဟုတ်လို့လျှောက်ထားပါတယ်အဲဒီကရာဇာတွေကကာမဏီစီးတဲ့မြင်းမကြီးစီးနဲ့မြင်းပေါင်းကိုနှစ်စီးတို့ကိုအင်ဘဲတကြီးကိုပြစေတယ်ဒီမြင်းနှစ်စီးတို့ကိုမင်းသိသလားလို့မေးတယ်ကျွန်တော်မသိပါနဲ့အင်ဘဲတကြီးကပြန်ဖြေတယ်ဒီမြင်းတွေကိုတစ်စီးကိုငွေပေးတာ20အခြားတစ်စီးကိုငွေ19ပေးတာပေးဝေရတယ်လို့ငါတို့ကြားတယ်မင်းသိရနဲ့မသိဘူးလို့ဘာကြောင့်ဆိုသလဲမကန်နဲ့အင်းဝါမှာမြင်းနေအလွန်များပြသဖြင့်ကျွန်တော်မမိနိုင်ပါလို့ရှောက်တယ်ရာဇာတွေကလည်းဒီမြန်မာအမတ်ဟာအသက်ပင်ငယ်ပြီမဲ့အရေးချစကားထွက်ဆိုဖို့ပြည့်ပြည့်ကြည်ကြည်လာတယ်မျက်စိသွင်းမြင်အနေထန်ဆုံးမင်းကောင်းတယ်ပြောင်မြင်ကြီးတယ်နောင်ကိုတကောင်းဖြစ်မယ်လို့ကြီးကျူးတယ်ဒီနောက်မှာတော့ရာဇာတွေကညီတော်ဘရင်မင်းကောင်ရဲ့ကြုံမှုအမှတ်တွေနဲ့ငါကြုံမှုအမှတ်တွေကိုသစ္စာပြုကြစေလိုတယ်လို့ညီတော်အဆိုလာသည်ကိုငါသဘောတူတယ်ညီတော်ရဲ့အဆိုတိုင်းအင်းဝါကိုပြန်ရောက်ပြီးရင်ငါစီကိုတမန်စီခဲ့တော့ညီတော်ဆန္ဒရှိသည်ငါလည်းရောက်ပါမယ်လို့မှာတော်မူတယ်သစ္စာစကားဆိုကြစီမယ်နေ့ရဲ့အချိန်ကာလကိုချင်းချက်ပြုတယ်အမေတကြီးလည်းဝမ်းသာအားရစွာနဲ့ရာဇာတွေကိုဥခိုက်ပြီးပြန်ပါတယ်အဲ့ဒီနောက်မှာတော့ရာဇာတွေကတမိန်ပြက်စာအမတ်တွေတမိန်အဝနန္ဒိုင်တမိန်အဘီရဲ့နဲ့အရေးချစကားတတ်တဲ့ဒေနာပတိကိုခေါ်ပြီးတိုင်ပင်ဆွေးနွေးတယ်ဘယ်မင်းကမြတ်တဲ့ဘုရားရှင်ပြင်မှာငါနဲ့သစ္စာဆိုပြီးခဲ့တာကိုဖော်ပြန်ပြီးအလုံးရဲ့စင်မင်းများစွာနဲ့ချီလာတယ်ဟန်သာဝတီပြည်ကိုအရယူမယ်ကြမ်းတယ်အခုငါတို့ကိုမတိုက်နိုင်ခြေခါပြက်ပြီးငတ်မှုတော့မဲ့အရေးကိုတွေးတော့ကြောက်သဖြင့်နှစ်ဘက်သောမူမကြီးငယ်များအချင်းချင်းသစ္စာပြုစီလူတွေလို့ငါထအရေးဆိုလာတယ်သစ္စာပြုပြီးအင်းဝါကိုပြန်လိမ့်မယ်လို့ဆိုတယ်ဒီအရေးကိုမင်းတို့ဘယ်လိုမြင်ကြတယ်လဲမိတ်ပါတယ်။သမင်ပြဿနာကကျွန်တော်တို့ကိုသူသစ္စာစောင့်တော့တာကျွန်တော်တို့စောင့်အောင်မယ်။သူကသစ္စာမစောင့်သဖြင့်ကျွန်တော်တို့စောင့်အောင်မလားလျှောက်ပါတယ်။သူရှင်လည်းဟုတ်ပြီလေ။ငါစိတ်လည်းဒီအတိုင်းရှိတယ်လို့မိတ်တယ်။မုံမတ်တွေလည်းပဲဒီအရေးသိမ်းလာပြီလို့လျှောက်ထားကြပါတယ်။သစ္စာစကားဆိုကြရမှာသူတို့ကအကုန်ဖမ်းယူမယ်လို့မိတ်မိ။မုံမတ်ဒီနာပတိများကိုညွှန်ကြားလို့ပြီးတော်မူတယ်။သစ္စာပြုကြမယ်တဲ့အောင်မြေမှာဓာလန်တွေကိုမြုပ်ထားစီပါတယ်။သစ္စာပြုဖို့ချင်းချက်တဲ့နေ့ရက်ကိုရောက်တော့မုံမတ်ဒီနာပတိ30တို့ကိုခံထားတယ်။ရာဇာတွေကိုစားသမီးပြက်စာကိုကြီးဆုံးထားတယ်။အငယ်ဆုံးအမတ်ကတော့လက်ကွင်းအိမ်မှာဘေမင်းကောင်ဘက်မှာရွှေနှန်းရှင်ကိုစားမြင်ဆိုင်စားတရေးစီသူကိုခံထားတယ်။အငယ်ဆုံးအမတ်ကတော့သူတို့စုစုပေါင်းမုံမတ်30ဖြစ်တယ်။မော်မြန်မာမုံမတ်ဒီနာပတိတွေကသစ္စာစကားဆိုကြဖို့ပန်းကျော်ချောင်းဒေသမျိုးကိုအားလုံးဆင်းလာကြတယ်။မော်ဘက်ကသမီးပြက်စာနဲ့မြန်မာဘက်ကမြင်ဆိုင်မင်းသားတရေးစီသူတို့ကတည်းအမတ်မဟာသမွန်နဲ့မင်းမဟာရာဇာသမီးယောဂရနဲ့ရာဇာသင်းကျန်သမီးပြက်ကမိုင်းနဲ့မင်းရတဲ့ကသူသမီးဥပါကောင်းနဲ့ဥဇနာသမီးတန်လင်းနဲ့နှွေးထားသမင်တန်ကျင်နဲ့ဘုရားသင်ကျင်မညီကန်ကောင်းတဲ့ကလေးကြီးတောင်ညူလက်ကွင်းနဲ့မုံကြီးသူတို့ဆိုပြီးအတီးတီတွဲဖက်ထားကြပါတယ်အတွဲပေါင်း30ပါမော်ဘက်ကလက်ကွင်းကအငယ်ဆုံးဖြစ်လို့မြန်မာဘက်ကသူတို့ကအငယ်ဆုံးဖြစ်တော့အဖက်ညီတယ်လို့နှစ်ဘက်သုံးမှုမတွေကကြည့်ပြီးရီမောကြတယ်လက်ကွင်းကလက်ခွေပြီးသူတို့ကပေါင်းခွင်းတယ်သစ္စာပြုကြပြီးပါကမုံမှုမတွေကဘေးမင်းကောင်စီကိုတော့ရောက်ရှစ်ခုမယ်အဲဒီကလမ်းမှာဖော်ထားတဲ့လက်နဲ့တွေကိုယူပြီးတော့ရွှေနှန်းရှင်ဘေးမင်းကောင်ကိုပန်းမယ်မြန်မာဘက်ကမှုမတွေကရာဇာဒရဲစီကိုရှစ်ခွင်းရလာမယ်ရောက်ရင်အလုံးကိုဖမ်းမယ်လို့ရာဇာဒရဲကအကောက်ကျန်တယ်အစီအစဉ်ရတဲ့ရဲတခက်တွေကိုအစဉ်သင်ထားတယ်ဒီလိုသစ္စာပြုဖို့သွားချရမှာနောက်ဆုံးတွဲမှာသူတို့ကလက်ကုန်းအိမ်ကိုဆိုပါတယ်လက်ဖက်ကိုလက်ဆောင်ပေးတယ်လက်ကုန်းအိမ်ကလည်းသူတို့ကိုဘဝကောင်းနှစ်ပိုင်ကိုလက်ဆောင်ပေးတယ်အဲဒီနောက်မှာသူတို့ကတွေးတော့မင်းလည်းသူရဲကောင်းကလည်းသူရဲကောင်းအခုငါတို့ပြုကြမဲ့သစ္စာကဖြောင်းမှတ်မယ်ထင်သလားဖောက်ပြန်ကြအောင်မလားလို့မေးတယ်လက်ကုန်းအိမ်ကဟဲ့သူတို့ယူစစ်တို့ရဲ့သဘောမှာသစ္စာမှန်သည်ရှိဘူးသလားငါကိုနေရလဲတတ်မယ်မင်းကိုငါရလဲတတ်မယ်စစ်တွဲမှာပြုတဲ့သစ္စာကိုဖြောင်းမှန်တယ်လို့မင်းယုံမလားလို့ဆိုပါတယ်သူတို့ကလက်ကွင်းစကားကိုကြားတော့မြင်ဆိုင်မင်းတရေစီသူစီကိုသွားပြီးရခုပြုမဲ့သစ္စာကမမှန်ဘူးမသွားနဲ့တော့လို့ဆိုတယ်အင်းဝမူမတ်တွေကလည်းအချင်းချင်းအော်ဟစ်လို့ဆိုကြပြီးစင်ဦးလဲလို့ပြန်ကြတယ်ဘကုံမူမတ်တွေကလည်းအစီအစဉ်ပြတ်တော့ရာဇာထွေးစီကိုပြန်ကြတယ်ဘလို့ကြောင့်မင်းတို့ပြန်ခဲ့ကြတယ်လဲမေးတယ်အဲ့ဒီကမှတမိန်ပြက်စာကသစ္စာပြုမဲ့ရေပြက်လီတော့ကြောင့်ပြန်ခဲ့ပါတယ်လို့ရှောက်ပါတယ်အစီအစဉ်ကိုဘယ်သူပြတ်တယ်လဲဘယ်သူပြောလို့သူတို့သိတယ်လဲမေးတယ်တို့နဲ့လက်ကွင်းတို့အတွဲဖြစ်တယ်သူတို့ပြောလို့သူတို့ပြန်လှည့်သွားတယ်လို့တမိန်ပြက်စာကရှောက်ပါတယ်လက်ကွင်းငါတို့ရဲ့လိုအပ်ချက်ကိုဘာကြောင့်သူတို့ရတယ်လို့မေးတယ်ကျွန်တော်ပြောပြလို့သူတို့သိရတယ်လက်ကွင်းကလည်းပြန်ဖြေလိုက်တယ်ဒီလောက်ကြီးတဲ့အရေးကိုနင်ဖြတ်တန်တယ်လို့လွန်စွာမှမြတ်တော်မူတာပေါ့လက်ကွင်းကိုခြေလက်ပြတ်ပြီးတတ်စီဆိုပြီးတော့မှမိတ်ပြီးအဲမွန်ဒရာလက်ကိုအပ်လိုက်တယ်အဲမွန်ဒရာကလည်းသူ့ရှင်ကိုမရှောင်ဘူးတော့အမိန်တိုင်းမဲ့လက်ကွင်းကိုဆွဲထုတ်သွားတယ်အမျက်ပြေးမှရှောက်စီအောင်မီအရေးကိုခြေနိုင်လွတ်ပါစီမခြေနိုင်ကိုရမှာပဲအဲမွန်ဒရာကစဉ်းစားထားတယ်အဲ့ဒီအခါမှာတမိန်ပြက်စားတဲ့အမတ်တွေတို့ကလက်ကွင်းရဒူးရတဲ့ဒူးချုံနဲ့သူရဲကောင်းဖြစ်တယ်
အရှင်မင်းကြီးရဲ့ရက်တွေကိုဒီဆောက်ပေးတဲ့သူရဲကောင်းဖြစ်တယ်ဒီလောက်ကြီးတဲ့ရန်သူဘေးနဲ့ရင်ဆိုင်နေရစဉ်ဒီလောက်ကြီးတဲ့စစ်ပွဲသဘင်ကျင်းပနေစဉ်သူ့ကိုတပ်ပြမယ်ဆိုရင်သူလိုဇောပကားကြီးတဲ့သူရဲကောင်းတယောက်ကိုအစားထိုးလို့မိမလားရန်သူတစ်ဖက်သားကိုအားပန်းတယ်လို့မဖြစ်ဘူးလားလို့ဥခတ်ပြီးရှောက်ကြတယ်အခြားသူရဲကောင်းတယောက်ကိုအစားထိုးလို့မမိရင်သူ့နေရာမှာငါကိုယ်တိုင်သူရဲကောင်းလုပ်မယ်တဲ့ရာဇာတွေကလည်းပြန်မိတ်နေတမင်ပြဿနာနဲ့အမတ်ဒီတို့ကဆက်လက်ပြီးအရှင်မင်းကြီးနဲ့ကျွန်တော်တို့ကြံစည်ထားတဲ့လေဝက်ချက်ကိုလက်ကုံးရည်တည်ထားပါလဲနဲ့ဒီလောက်ကြီးတဲ့အကြံကိုသူဖျက်တာကသူ့မှာအကြောင်းရုပ်တစ်ခုခုရှိမယ်အရှင်မင်းကြီးမြတ်တော်မူစဉ်မိန့်ကြားလို့ကျွန်တော်တို့ကအမင်းကိုမလို့ဆံဝန်းကြတဲ့အတွက်သူ့ကိုဆိုင်းငံ့ပြီးမမေးရအခုသူ့ကိုခိတ္တနှုတ်ပြီးကျွန်တော်တို့စစ်စစ်မေးမြန်းပေးရစေဦးဒီလောက်ကြီးတဲ့အကြံကိုသူဖျက်ရတာကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့သူခြေပနိုင်ပြီးတော့ဥပဒေလမ်းကြောင်းနဲ့မြင်ရင်သူ့တက်ကိုချမ်းသာပေးတင်ပါတယ်အကယ်၍အကြောင်းမှန်မရှိဥပဒေစည်းမျဉ်းပြင်ပကိုရောက်နေတဲ့ဖြစ်ရင်သူ့ကိုကွမျက်စီမဲ့ရာဇရနဲ့ကျွန်တော်တို့စီရင်ပါမယ်လို့အတနာကန်ရှောက်ကြတာရာဇတွေကလည်းဘာမှမဆိုဘဲနဲ့တိတ်တိတ်နေတော်မူတယ်ဒါကြောင့်အမတ်တွေကလက်ကွင်းကိုတင်းချင်းကနေလိုက်ခေါ်စီတယ်အဲ့ဒီတော့မှလက်ကွင်းကရံများသုံးပါးကိုအောက်မိပြီးရှစ်ခိုးနေတယ်အဲမော်ဒန်နဲ့ဘကွက်အာနာသာလူတဲ့သမားတွေလည်းနောက်တဲ့သူရှင်အမိတ်တစုံတည်းလာအောင်မယ်လို့မျှော်လင့်တော့လက်ကွင်းကိုမတက်သေးဘဲနဲ့ဆိုင်းငံ့ပြီးစောင့်နေကြတယ်အမတ်တွေအခေါ်လုံးနဲ့အမိတ်ရတော့လက်ကွင်းကိုတင်းချင်းကခေါ်ခဲ့ကြတယ်သူရှင်ရာဇတွေရဲ့ရှိမောက်ရောက်တော့သမင်ပစ္စာကစစ်စစ်မင်းမြတ်နေလက်ကွင်းကဖြီလို့မဖြစ်စကားမဆိုတတ်ပဲဖြစ်နေတယ်အမတ်တွေကဘုံမင်းရသူရှင်မျက်မှောက်မှာမေးနေသူဆိုလို့ထွက်မလားဘုံမင်းရဲ့စကားကိုခေါ်ထုတ်ပြီးမေးစီဦးမှသူရှင်ကိုကျွန်တော်တို့ရှောက်တယ်မလို့ဆိုတယ်သူရှင်ကလည်းအမတ်ရဲ့စကားကြားတော့အတွင်းဆောင်ကိုဝင်တော်မူတယ်အမတ်တွေကလည်းလက်ကွင်းကိုထုတ်သွားတယ်သမင်ပစ္စာစကားကိုရောက်တော့ရီမို့ချိုးစီတယ်လက်ကွင်းကိုစိတ်တည်ငြိမ်မှုရစေပြီးတော့သမင်ပစ္စာကလက်ကွင်းဧပြီမင်းရဲ့လေးဝက်ချက်ကိုမင်းသိလျက်နဲ့ဘာကြောင့်မင်းဖျက်ရတယ်လဲမင်းဘာကိုမြင်လို့ဒီလိုပြုရတယ်လဲမေးတယ်တို့ကကျွန်တော်ကိုမေးတယ်အခုပြုတဲ့သစ္စာမှန်သလားတဲ့အဲ့ဒီကကျွန်တော်စဉ်းစားတယ်မြန်မာတွေရှုံးတော့မယ်တို့မှရေးဖျက်ပြပြီးငတ်မွနေပြီတို့ပြန်လဲရတော့မယ်တို့ဆိုပြီးကျိုးတို့ကတရားသဖြင့်သူ့စုကိုလွဲကားတော့နိုင်မယ်ဒါကိုမယူသစ္စာပြုဟန်နဲ့မပြောင်းမမှန်လင်းလေလောက်ချင်ပြီးမှအနိုင်ယူလို့တယ်ရှေးကဟန်တော်ဒီမှာကြားမင်းဖန်ဆင်းနဲ့အောင်မြင်ရှိတယ်အသားမင်းသားမင်းပြုစဉ်ရန်သူကိုတရားနည်းနဲ့အနိုင်ယူမစင်စားပဲဥပ္ပေပြုလို့ဆင်းလဲမှုနဲ့ရန်သူကိုအနိုင်ယူခဲ့တယ်ဒါကြောင့်ဟန်တာဝရီလို့ခေါ်ပေါ်သမုတ်ခေယာကအသားမင်းသားဥပ္ပေပြုလို့ရန်သူကိုအနိုင်ယူတဲ့အဖြစ်ကြောင့်ဥပ္ပေကိုလို့ခေါ်တွင်ခဲ့ပြန်တယ်အခုရေးခါဆိုပြီးငမ်းမှုနေတဲ့အင်းဝါစစ်ကိုကျွန်တော်တို့တခင်ရာဇာတွေကတရားနည်းနဲ့အလွယ်တကူအောင်နိုင်မှာကိုမယူဘူးဆင်းလဲမှုနဲ့ဥပ္ပေပြုပြီးမှအနိုင်ယူမဲ့ကြံတယ်အောင်တဲ့ထောင်းဘကိုးမီကိုဖြတ်ပြီးဘယ်လိုမျိုးဆက်လက်ခေါ်ကြမလဲအဲ့ဒါလို့ကျွန်တော်စီမှာစဉ်းစားပြီးတော့တို့ယူဆယ်တွင်းမှာပြုတဲ့သစ္စာမှန်ဘူးတယ်ရှိသလားအဲ့ဒါလို့ကျွန်တော်ပြောလိုက်တာမှန်ပါတယ်တရားနည်းလည်းမကြတဲ့အောင်မြင်မှုကိုကျွန်တော်မှတ်နေတယ်လို့တကယ်လေးဝက်ချက်ကိုဖျက်ရခြင်းဖြစ်ပါတယ်လို့ရှောက်ထားတယ်ဒါဆိုရင်အင်းဝါစစ်ကိုတရားသဖြင့်လင်းမြနိုင်အောင်မင်းကြံဆောင်လို့ဖြစ်မလားတဲ့သမီးပြဿနာကမေးတော့ကျွန်တော်တကူတဲ့ခြံလို့မဖြစ်နိုင်လက်ကွင်းကပြန်ဆိုတယ်ဒါဆိုရင်မင်းအသက်မကျွန်းတော့ပြီအမကြီးများဆိုရင်ဘုံမင်းတစ်ပါးအကြံပေးညွှန်ကြားတော့ကတပိမတင်းကျွန်တော်လိုက်နာဆောင်ရွက်ပါမည်သို့မဟုတ်တော့ကျွန်တော်ကလူသေးပဲဖြစ်တော့တယ်လို့လက်ကွင်းကဆိုတယ်အဲဒီခါမှအမတွေကအဲ့ဒါလိုမင်းဆိုရင်မင်းကိုတရက်3ရက်ပေးမယ်မင်းကိုယ်တိုင်စင်စည်းပြီးတော့မှမော်လီတော်မှာသွားခုပြီးခုနေအင်းဝါရှင်နေချင်းကညာချင်းထဲမှာကင်းနေတယ်အဘိုးတနီရဲချောင်းဝါကသည်မော်လင်ဖျားမှာမြင်းစီးပြီးတော့မှအပေါ်ရော့အရင်သာသွားတယ်မြင်းနောက်မှာတိုက်စင်ကိုကာကျူးတွေတင်ပြီးလိုက်ရတယ်အဲဒီနောက်မှာဝိစင်နဲ့စင်မတွေကိုဆင်းနေလိုက်ရလို့မာတော်လင်ကိုရောက်လို့ရှိရင်မင်းကွယ်ရကနေချက်ချင်းပဲထွက်တတ်ရင်ဘယင်မင်းကောင်ကိုရလိမ့်မယ်လို့ဆိုပါတယ်ပကားမစင်ကိုကျွန်တော်စီးပြီးတိုင်းရမုတ်ချနိုင်ရမယ်လို့လက်ကွင်းဆိုလို့ကြားတဲ့ကသူရှင်ရှိတော်ကိုလက်ကွင်းကိုခေါ်သွင်းပြီးရောက်တဲ့ခါမှာတော့လက်ကွင်းနဲ့ပြောဆိုမဲ့စကားတွေကိုတလုံးမကျန်အမကြီးနဲ့ဦးရဝရှောက်ထားတယ်ရာဇာတွေကလည်းပြုံးတော်မူတယ်စင်တော်ပကားမခေါ်အသိနေရစင်ကိုပြီးတော်မူတယ်လက်ကွင်းကဆွမေးတိုင်းပဲတရေတကက်300လဲလူပါတယ်လို့တမိပြစားကရှောက်ပါတယ်သူရှင်ကလည်းငါခွင့်ပြုတယ်မင်းရှိကသွားနဲ့ငါလည်းတရေဘူပါရီနဲ့ဒီဘက်မှာဆောင်းလို့နေမယ်တဘိုးပြတဲ့ကြမင်းကိုအထောက်အကူပြုဖို့ငါလာခဲ့မယ်အဲ့ဒါလိုမိတ်ပါတယ်အသိနေရစင်ကမုံယုံနေတယ်ဂရင်းကမုံရင်ဝင်တော့လူကိုကြည့်မရအောင်ဖြစ်နေတယ်ဒီဆယ်စုံမုံတောက်တဲ့ဆန်တော်အသိနေရကိုမင်းစည်းကြည့်တော့လို့မိတ်တယ်လက်ကွင်းကလည်းသူရှင်ကိုရှစ်ကူးပြီးပကားမစင်ကိုချင်းကပ်ပြီးကြံကိုပြီးတယ်ပကားမကအသိနေရစင်လဲလက်ကွင်းနဲ့ကိုတီးတော့ပေးတဲ့ဂျမိုင်းကိုစားတယ်စင်ကိုထုပြုတ်ပြီးတင်းကုန်းမှာထုတ်ချေလို့စင်တင်းကိုလက်ကွင်းကဆိုပါတယ်စင်နီးကိုကပ်ပြီးတော့မှဆွတ်ဆွတ်နဲ့အတန်ပြုတ်ပြီးနားကိုဆွဲလို့လက်ကိုတက်ကိုလှည့်မြဲစွာလက်ကွင်းကခုန်တက်တယ်ပကားမမှုံပြင်းလို့ခါပါတယ်လက်ကွင်းကလည်းချုံကိုပြင်းပြင်းပေါက်ပြီးထွက်တယ်လက်ကွင်းလက်ကျန်းတာကိုပကားမတီးလို့ညင်သွားတယ်သူရှိမှလက်ကွင်းကပကားမစင်ကို3ပတ်လောက်စီးပြတယ်ကဲစင်းကြီးတော်လို့ရာဇာတွေကမိန်လို့လက်ကွင်းကလည်းစင်တက်ကဆင်းပြီးတော့မှသူရှိစီကိုဥခိုက်လို့ယခုကအင်းဝစစ်တီကုန်းမြေပြဲမှာပြန်နေစွာကြွေးချနေတဲ့ရှစ်ရှားတီးများလို့၎င်းအတိတော့ကရောက်တဲ့သူတွေကခုကိုရမယ်တပြင်းချေဦးတရားပြင်ပနေတယ်လို့၎င်းမငြိမ်မသက်ဖြစ်နေတော့မတ်တန်လုံးကိုခံနိုင်မလားရှောက်ထားပါတယ်ရာဇာတွေလည်းအားရတော်မူတော့မာဆောလကွန်းအိမ်လို့
သမုတ်တော်မူတယ်ရွှေပြားကပ်ဖို့မမီတော့သူရှင်လက်နဲ့ပဲလက်ကုန်းရဲ့နဘူးပြင်ကိုပွဲကိုရေးပြီးတယ်မင်းကေသူရာကိုလည်းပဲတလက်မီကျော်လို့အမိပေးတယ်မတ်တက်ကနားမှာတရွက်နေခင်းစီပြီးလက်ကုန်းရင်ကိုမှာစောလခွင့်ဆိုတဲ့ပွဲသေးကိုချီးမြှင့်တယ်ကျွန်တော်ရဲ့နဘူးပြင်မှာသူရှင်လက်နဲ့ရေးပေးခဲ့တဲ့ပွဲဖြစ်လို့ရွှေပရင်ကတ်တဲ့ရွှေပြားကိုကျွန်တော်မလိုတော့ပြီလက်ကုန်းရင်ကကျုံသွားတယ်သူရှင်ကလက်ကုန်းရင်ကိုရှေးရောက်ဝက်ဆွဲစစ်ကိုပေးတယ်ရခိုင်ကပြောသည့်ပမာဏလောက်ရှိပါတယ်ဒီရှေးရောက်ဝက်ဆွဲကိုဆောင်ထားမင်းကိုသာမကစင်မြင်းကိုပြီးရန်သူခုလို့မရှာနိုင်တော့ပါလို့သူရှင်မိတ်နေဖေမင်းကကျွန်တော်မမိသဖြင့်တီသူကိုထည့်ပေးတော်မူပါလို့လက်ကုန်းရင်ရှောက်တော့မင်းစုကိုတီသူကိုမင်းနဲ့အတူကုန်းလေမှာစီးစီမိသူရှင်မိတ်နေစကိုင်းစားမင်းသေးတဲ့ကိုခေါ်တယ်မင်းသေးတဲ့ကိုအကျိုးပြုမဲ့ချိန်ရောက်လိမ့်ပြီမင်းသေးတဲ့ကိုအင်းဝါရွှေနေတဲ့ကိုတင်လို့ထားပြီးမှငါစိတ်ကျင်းတဲ့မေလို့ငါထံမင်းရောက်တဲ့နေ့ကစပြီးနင်းညမပြန်ငါအောက်မိတော့တယ်အခုမင်းရဲ့နောက်တော့ဘင်းမင်းကောင်ကငါနိုင်ငံကြီးစက်ကိုရောက်ခဲ့ပြီဘင်းမင်းကောင်ကိုဖမ်းပေးမယ်ဆိုပြီးငါကြောင့်လက်ပွင့်ကတောင်းခံတယ်ငါကြောင့်ကမင်းကောင်ကိုမသိမင်းသေးတဲ့ကိုလည်းကုန်းလေစီးပြီးမင်းကောင်ကိုပြကျန်တဲ့အောင်ငါကိုလည်းအင်းဝါကိုချီးမယ်မင်းသေးတဲ့ကိုအင်းဝါရွှေနေတဲ့တင်မယ်ပြီးရင်အင်းဝါမှာဘရားတွေပူပြီးငါဆုံမယ်လို့မိတ်နေမင်းသေးတဲ့လည်းကျုံသွားပြီးတော့မှပကမ်းမဲ့စင်တက်ကိုတက်ပြီးလက်ကွင်းနဲ့တူကုန်းလေးမှာစီးတယ်လက်ကွင်းလည်းချွန်းပေါက်ပြီးထွက်တယ်လမ်းချင်းကိုပြက်ပြီးဆန်းကြောင်းတစ်ခုကိုရောက်ပါတယ်အဲ့ဒီကနေချောင်းပြတိုင်တော့တရေတွေကိုတံမပြုတ်စီပဲစင်မြင်းတို့ကဆဲလဲတန်ကိုလည်းမထွက်စီပဲကွယ်လို့နေကြတယ်သူရှင်ရာဇာတို့လည်းတရေရှိရနဲ့အနံကောင်စင်ကိုစီးပြီးထောက်လို့နေတော်မူတယ်လက်ဝဲတော်မှာသမိန်ပြက်စလက်ရတော်မှာသမိန်ငေါပွင့်သမိန်ပိုင်နဲ့ဓာတ်စင်30နေဘူပါတောင်းတို့ကချောင်းကမ်းပါကနေပြီးကြည်နေကြတယ်ညာချမ်းရောက်တော့ပြင်မင်းကောင်ကတက်လက်မြက်လှဲ့တော်မူတယ်ပြင်မင်းကောင်ရှိတယ်လေလုံနှင်းလို့ဝေးကွာတယ်စင်တော်ရှိကမူကြီးမသား900လောက်ကဓာတ်လွေပြီးဖြင်းနှီးစွာသွားကြတယ်စင်တော်ရဲမြတ်စွာတစည်းသားအဖားမှလိုက်တယ်နောက်တော့ကစင်နေလေအလန်းကွာဝေးတယ်တမိန်တပြက်လည်းပြင်မင်းကောင်ကြီးကိုချင်းကပ်လာတယ်စင်တော်ရဲမြတ်စွာတစည်းသားအဖားမှလိုက်တယ်နောက်တော့ကစင်နေကလည်းအလန်းကွာဝေးတယ်တမိန်တပြက်ကလည်းပြင်မင်းကောင်ကြီးကိုချင်းကပ်လာတယ်နီးတဲ့ကတော့မှကိုယ်တည်းတဲ့လက်ကွင်းကစီမောင်းတီလို့ထွက်ပါတယ်ဘင်းမင်းကမြင်တော့စီးတော်မြင်းကိုရင်းမြတ်စွာစင်ကိုချင်းကပ်ပါတယ်စင်လက်တက်ပြီးနေုံငါတိုက်မယ်နေုံငါသာလူတွေလို့ကျုံးသွားလို့လက်ကွင်းရှိရကိုချုံးပွင့်ပြီးထွက်ခဲ့ပါတယ်ရှိတော်ကမြင်းစစ်တီတော်တွေကလည်းလှည့်လာတယ်မြင်းခြေတန်းတွေကိုကြားတော့ဗကားမတ်ကလည်းတက်နေပါတော့တယ်လက်ကွင်းလည်းချွန်းပေါက်ပြီးထွက်ပါတယ်ဘင်းမင်းကဘာကချီတဲ့ဒရာပြားကလက်ကွင်းကိုထွက်လိုက်တယ်ဒရာပြားစီးတဲ့စင်ကိုဗကားမတ်ကဝိပြီးလဲပါတယ်ဘင်းမင်းကောင်ကလည်းရင်းမြတ်စွာစင်ကိုချုံးပွင့်လို့လက်ကွင်းကိုထွက်တိုက်ပြန်ပါတယ်လက်ကွင်းလည်းကြိုနှစ်ပါတယ်စင်ကြီးဆွေမရှက်ခင်စကိုင်းမင်းရှင်သိတဲ့ကဂုံးလေကထပြီးမြန်မာဘာသာနဲ့မေးဂရစင်ပြလို့တေကောင်းမှုအမှန်နဲ့တိုက်ရသလိုဖုံးမသိတဲ့စားကိုအဖက်ပြုလို့ပါတကားနောက်တက်မှအကူများတယ်တိုက်နိုင်မလားခွာလဲတော့လို့ဟစ်ပြီးဆိုပါတယ်ဘင်းမင်းကလည်းနောက်တက်မှစစ်ကူများတယ်လို့ကြားတော့ချောင်းငယ်မိခွာတော်မူတယ်ဘင်းမင်းကခွာတာကိုမြင်တော့လက်ကွင်းချွန်းပေါက်ပြီးလိုက်ပါတယ်ထီးပြူကိုမှတ်ပြီးလိုက်တယ်မင်းသေးတွေကတပန်းအင်းဝါမှာဝတ်ပြူရှားသလားလို့ဟစ်ပြီးဆိုပြန်တော့ဘင်းမင်းကလည်းရင်းမြတ်စွာကိုအင်းဝါစတဲ့ကြားဘူးဝင်လိုက်တော့လက်ကွင်းလည်းရင်းမြတ်စွာကိုမမမိတော့ဒီလိုနေတော့မှဘင်းမင်းကနောက်တော့ကစင်တက်တွေဖိလာတာကြောင့်လက်ကွင်းကလည်းမခံဝန်းတဲ့အတွက်ချုံငင်ပြီးကိုလွတ်ပြေးရတယ်ချောင်းကြီးကိုရောက်တော့သမိန်ပန်းကြီးကဘလူကြောင့်ကြောက်အလန့်နဲ့မင်းပြေးခဲ့ရတယ်လို့မေးတယ်ကျွန်တော်နဲ့ဘင်းမင်းကောင်စင်ချင်းအဆွေရှက်လူကြီးမှာမင်းသိတဲ့ကဟစ်ပြီးဆိုတယ်ဘင်းမင်းကလည်းတတိယလို့ထွက်ဆုပ်တယ်ကျွန်တော်လည်းလိုက်တိုက်ပါတယ်ဒါပေမဲ့သူ့ကိုကူတဲ့စင်တက်တွေများတယ်ကျွန်တော်မခံဘူးလို့ပြေးခဲ့ရတယ်ဒရာပြားကိုကျွန်တော်နိုင်ခဲ့တယ်လို့လက်ကွင်းဆိုပါတယ်သမိန်ပန်းကြီးကလည်းရာဇာတွဲစီကိုသွားရောက်ပြီးလက်ကွင်းဆိုသမျှကိုရှောက်ထားတယ်သူ့ရှင်ကလည်းမင်းတဲ့ကိုခေါ်တယ်ခမဲတော်ရဲ့ရရနန်းစီစဉ်ကိုငါအကုန်ပြီးမယ်လို့မင်းကိုပြောထားပါလျက်နဲ့ဘလူးကြောင့်ဒီလိုပြေးပါတယ်လဲမေးပါတယ်ညီရင်ကိုပြေးကြလို့ပျက်စီးမှုကိုမြင်တဲ့အတွက်ကျွန်တော်ဟစ်ပြီးသတိပေးမိပါတယ်ဘင်းမင်းကကျွန်တော်ရဲ့နောင်တော်ရင်းဖြစ်တယ်ကျွန်တော်ကဘုံစီစဉ်ရဖို့အတွက်ပကူးမှသူ့ချုံခန်းတယ်နောင်တော်ရင်းကိုမချစ်နောင်တော်ကိုတပ်ပြီးမင်းပြုတယ်လို့အင်းဝါသားတွေဆိုစမဲ့ပြုမှဆိုတယ်နောက်ရာဆိုရင်ဆက်ပြီးရတူမှမြဲလီတော့မယ်ဒီအရေးတွေကိုတွေးချောင်းမိတဲ့အတွက်ကျွန်တော်ကနောင်တော်ဘင်းမင်းကောင်ကိုသတိပေးလိုက်ခြင်းဖြစ်တယ်လို့မင်းသေးတဲ့ကရှောက်တယ်ရာဇာတွေကလည်းအမျက်ထွက်တော့အင်းဝါမှာမင်းအနေမသိလို့ငါထံရောက်တယ်ငါပေးတဲ့ဘုံစည်းစိမ်ကိုယူပြီးတကောင်းဖြစ်ရမှာတဲ့မင်းရဲ့နောင်တော်ကိုမင်းပူချစ်တကူလို့မိတ်ပြီးဘကွက်အာနာသားကိုအဲ့ဒါဘူးမင်းတို့သိတယ်လို့မိတ်လိုက်ပါတယ်ဘကွက်အာနာသားတွေကလည်းမင်းသေးတဲ့ကိုဆွဲထုတ်ပြီးကွက်တယ်ကွန်မြက်ပြီးတဲ့နောက်အာနာသားကမင်းသေးတဲ့ရှင်နေသခင်ရဲ့အမွေးနေ့ကိုခံစားပြီးပါပြီလို့ရှောက်ထားတယ်ရာဇာတွေကလည်းလက်ကုန်းရင်ကိုမင်းအသက်လုံးအောင်မင်းမချီရသည်မင်းကောင်ကိုစင်စည်းကြတဲ့လူဖမ်းမဲ့ကြံတယ်စီးကျမရရသေးသည်ဖြင့်မင်းအသက်ကိုငါမလွတ်သေးလို့မိတ်နေကျွန်တော်အသက်ကိုလွတ်တော်မူပါညကိုပေးမင်းကောင်တင်းတဲ့မူကူပြီးကျွန်တော်လှုပ်ကြံပါမယ်ခွင့်ပြုတော်မူပါလို့လက်ကွင်းရင်လျှောက်တယ်သူရှင်လည်းပွားကြည့်လို့မိတ်နေလက်ကွင်းရင်လည်းခွင့်ရတော့တက်ကိုပြန်ပြီးသူရဲကောင်စနေရတို့ကိုရွှေလို့ညအချိန်မှာဘင်းမင်းကောင်တက်ရှိရကိုလှည့်လေတယ်ညမျက်နှာကိုရောက်တော့လူပါတယ်ကျုံလည်းမရှိတာကိုမြင်တော့အဲ့ဒီနေရာကနေဝင်မှုကြမ်းပါတယ်ုံနေပင်တပင်ကိုတွေးလို့꽌နေကြတယ်
။ုံနေမင်းကိုကိုနီယာကတက်တိုင်တွေကိုနှုတ်တယ်။ဝင်ပေါက်ရတော့အားလုံးဝင်ကြတယ်။အဲ့ဒီဝင်ပေါက်မှာတရှိနဲ့သူရဲကောင်း3ယောက်တို့ကိုစောင့်စီတယ်။စကဲရီမှာ2ယောက်စောင့်စီပြီးစင်တင်းကုန်းမှာ2ယောက်စောင့်စီတယ်။လက်ကွင်းနဲ့တရေ9ယောက်တို့ကတော့ဖေမင်းကောင်ရဲ့တင်းထဲကိုဝင်ကြတယ်။တင်းထဲအောက်ကိုရောက်တော့လက်ကွင်းကတရေတယောက်ရဲ့ပခုံးကိုနင်းပြီးဓာတ်နဲ့ဂျန်ကိုခွဲလို့အထက်ကိုတက်တယ်။ဖေမင်းကောင်ကဆက်တော့ခေါ်နေတယ်။ခရင်ချီရင်မှာကိုလူမောင်မတယောက်ကမီးအောင်မီးမှာလက်ကွင်းကိုမြင်တော့လူထလို့အော်ဟစ်တဲ့အတွက်ဖေမင်းကောင်ကလည်းလက်နိုးပြီးတလုံးတက်ကရှော့ကြပါတယ်။လက်ကွင်းကလည်းတလုံးနဲ့ဘေးမှာရှိတဲ့ရွှေကွန်းကွန်းနဲ့လက်သုံးတော်ဗရမများထားကိုယူပြီးအားဆောက်သေးကိုကမ်းပြီးတယ်။လက်ကွင်းရင်ထွက်မှာမောင်မတယောက်ကခြေကိုဆွဲထားပြီးတော့ခုတ်တက်လိုက်ရတယ်။အဲဒီနောက်မှာတက်လာတဲ့ဘောက်ကပြန်ဆင်းပြေးတယ်။စီမောင်းတီးတဲ့စကဲကိုလည်းစောင့်ထားတဲ့တရေ2ယောက်တို့ကခုတ်တက်လိုက်ပြန်ပါတယ်။စင်တင်းကုန်းမှာစောင့်တဲ့တရေ2ယောက်တို့ကလည်းစင်တွေကိုထူးဖြတ်တယ်။စင်တွေကိုနောင်ထိုးကုတ်တော့စင်တွေလန့်អော်ပြီးပြေးလွှားကြတယ်။ကြက်တွေတရေတကတွေကလည်းဆယ်လန်းတာမှတ်လို့တော်တော်ညံထွက်လာတယ်။လက်ကွင်းနဲ့တရေကောင်9ယောက်တို့ကဖင်းရတဲ့တော့အောက်ကနေအစောတင်ထွက်ခဲ့ကြတယ်။ဝင်လာတဲ့အုံနဲ့ပြားကို73ယောက်စလုံးစုမိကြတော့ဟန်သာရီတက်ရှိရောက်ကိုကူးပြေးကြတယ်။ဘေမင်းကောင်ရဲ့တက်တွင်းမှာတော်လန့်ပြီးအိုးအတောင်းနေဖြစ်တာကထနိုင်လောက်ကြာပါတယ်။လက်ကွင်းကရခဲ့တဲ့ရွှေကွန်းကွန်းနဲ့လက်သုံးတော်ဗရမများထားကိုရာဇာတွဲစီကိုဝင်ရောက်ဆက်တာတယ်။သူရှင်လေးအားရစွာနဲ့ကိစ္စပြီးခဲ့လို့လာလို့မေးတယ်။ဘေမင်းကောင်ရဲ့အသက်ကိုလောက်ကျန်တက်ပြတ်ဖို့ကျွန်တော်အခွင့်သာပါတယ်။သို့တော်လည်းမင်းအင်္ဂလိပ်ကိုတတ်တဲ့တရေကအသက်မရှိဘုံမကြီးလို့ရှိလူကြီးများစကားရှိတယ်။အရှင်မင်းကြီးရဲ့အမှုကိုဒါရှိသဖြင့်ကျွန်တော်ထမ်းဆောင်လိုပါ၍ဘေမင်းကောင်ကိုမလုပ်ကြံခဲ့ခြင်းဖြစ်တယ်။အဘသူယောက်ျားကိုထင်ရှားအောင်ရွှေကွန်းကွန်းနဲ့လက်သုံးတော်ဓာတ်တို့ကိုသာကျွန်တော်ယူခဲ့ခြင်းဖြစ်ပါတယ်လို့လက်ပွင့်လျှောက်ပါတယ်။သူရှင်ကပစ္စည်းတွေကိုစောပြေချမ်းသာကိုပြတယ်။ငင်ကမဲရဲ့ပစ္စည်းမှန်ရလားလို့မေးတော့မင်းသမီးကငိုယူပြီးမှန်ပါတယ်လို့ဖြေတယ်။သူရှင်လည်းလက်ပွင့်ပဲလှည့်ပြီးဒီတစ်ချိန်မင်းအသက်ကိုငါလွတ်တယ်မင်းအသက်ရှင်ပြီလို့မိန့်တော်မူတယ်။နောက်တစ်နေ့မိုးတောက်တော့ရာဇာတွေကသမင်ဦးတီကိုရွှေကွန်းကွန်းနဲ့ဗရမများဓာတ်တွေကိုအပ်ပြီးဘင်းမင်းကောင်စီအမှားစကားနဲ့လွတ်တယ်။မာတာကတော့အခုပို့လိုက်တဲ့ရွှေကွန်းကွန်းနဲ့ဓာတ်ကညီတော်ရဲ့ပစ္စည်းမှန်သလားမတ်တလုံးယူဆောင်ခဲ့တဲ့ဖြင့်ညီတော်စီကိုပို့စီလိုက်တယ်ညီတော်ကပစ္စည်းကိုရလို့အင်းဝါကိုပြန်တော့မလားပြန်မယ်ဆိုရင်နောက်တော့လိုက်ပို့လို့တယ်သမင်ဦးတီလည်းဘေးမင်းကောင်စီကိုသွားရောက်ပြီးပစ္စည်းတွေကိုဆက်သားလို့အမှားစကားကိုတင်ပြတယ်ငါဓာတ်နဲ့ကွန်းကွက်မှန်တယ်မတ်တလုံးကဘယ်သူလဲလို့သမင်ဦးတီကိုမေးတယ်မတ်တလုံးကဇော်လကွန်းအိမ်ကြီးလို့သမင်ဦးတီဆိုတယ်ဘေးမင်းကောင်ကသမင်ဦးတီကတဆင့်ရာဇာဒရက်စီမာတာကနောင်တော်နဲ့ကရေးစကားဆိုလို့မပြီးသေးတော့အင်းဝါကိုငါပြန်ပေါ်ရရှိတယ်လို့ငါလောက်ကန်ရှမ်းနဲ့မြန်မာသူရဲတကက်ဒီမှန်မြငါခေါ်ချပြီးမှငါဆမ်းမယ်သမင်ဦးတီလေးရာဇာဒရက်စီကိုပြန်ပြီးရှောက်တယ်နေဘင်းတို့မြများဆင်းလာပါစေလို့သူရှင်မိတ်တယ်ဘေးမင်းကောင်ကဘာလို့သူတိုင်ရမုန်းနေရောက်ပြီးမိမိရဲ့ကွန်းကွန်းနဲ့ထားကိုပြီးသူတို့ရလေတော့ကြောင့်စိုးရိမ်ကြောက်လန့်လာတယ်ရဲမက်ဘူပါလေးလည်းငမ်းမုန်နေတာကိုအကြောင်းပြုလို့မူမက်တွေကိုပေါ်ပြီးဆွေးနွေးထိုင်နေတယ်ငါတို့ကမျိုးရိခါလေးလည်းကုန်ပြီအရေးကြစကားဆိုလို့လည်းမရဘလို့ကြံရင်သိမလဲထပ်နှုတ်ပြီးရွှေ့လို့ပြီလို့မိတ်ပါတယ်မူမက်တွေကလည်းသဘောတူတော့အဲ့ဒီညမှာပဲရေကတင်စင်းမြင်းနေပကုံးတန်းတွေလူနာလူပြားနဲ့ကိုလိုမမတွေကိုအလျင်လွတ်တော်မူတယ်မိုးသားတွေကဘေးမင်းကောင်ကဆင်တော်ရဲမြတ်စွာကိုစီးပြီးရှိကချီတယ်ရင်ဆိုင်မင်းတဲ့ကလေးစားတဲ့ရမဲတဲ့စားတဲ့ဒီအပရိတဲ့ပြည်စားပြန်ကြီးတဲ့ဇလင်းစားနွေတာတဲ့ပကံဥဇနာတဲ့ပကံတရားပြတဲ့တရိုးတဲ့ဘူဘာ9000ဆင်90မြင်း3000တို့ကိုအစမတော်မှခုနီးစီတယ်အင်းဝါစေစုပ်ခေါ်တာကိုရာဇာတွေ့ကြတော့ဆင်တော်ဘကမက်ကိုစီးပြီးပန်းကြောချောင်းကိုကူးပါတယ်ဖမေပြဿနဲ့မုံမတိနာပရိစကဲတွေကိုလည်းအမြင်လိုက်ဖို့ခေါ်စီတယ်ရာဇာတွေ့ကချောင်းလေကိုရောက်နေစဉ်နောက်တော့ကသမီးပြဿအပြင်းလိုက်လို့ငန်းတော်မူပါအောင်လို့ဟိပြီးဆိုရတယ်သူတို့ပြေးလီပြီးကိုဘလူးချောင်းရက်ပါအောင်ဆိုတယ်လေသူရှင်ကမေးတယ်ရခွေအင်းဝါစေစုပ်ကွာဒီမှာရိုးချင်းချင်းဖြစ်ပြီးမဲ့လိုက်တဲ့နေတချို့ပြေးပြီးတချို့တော့မှခွန်နေလိမ့်မယ်အကွဲကမဲ့စွာရှင်မင်းကြီးကူးတော်မူတာဘူးသူတို့ကနောက်တော့ကထွက်တိုက်လာပါကြီးအကြီးတော့မခက်ဘူးလားမြင်းစည်းတရေတွေကိုလိုက်ကြည့်စေလို့သမီးပြဿကရှောက်ပါတယ်သူရှင်ကလည်းရက်တော်မူပြီးမြင်းနဲ့လိုက်ကြည့်စေတယ်မြင်းစည်းတရေတွေလည်းအရင်သွားပြီးကြည့်တော့အစမတော်မှခေါင်းနေတဲ့အင်းဝါတက်သုံးတက်ကိုမြင်ပြီးပြန်လှည့်ခဲ့တယ်ဒီတရင်ကိုရတော့ရာဇာတွေကသမီးပြဿကိုကြီးကျူတော်မူတယ်ရှင်းအောင်ဆင်ကျင်တတ်တယ်ဘုံမင်းကြီးဖြစ်တတ်ပြီးတယ်ဆိုပြီးလက်စေကမဝတ်ထားတဲ့လက်စွပ်တွေကိုကျွလို့သမီးပြဿကိုဆုလက်ပြပြီးတော်မူတယ်ဘုံမင်းစိတ်မှာဘလို့ထင်တယ်လဲမေးတော်မူတယ်ကျွန်တော်တို့စင်မျက်နှာဖြန့်ပြီးတိုက်မယ်သူတို့စင်မှာငမ်းမို့လို့စိတ်တက်ကြနေပြီသူတို့ကစုပ်ပြင်းကခံတဲ့စစ်ကျွန်တော်တို့ကရဲရင်နဲ့တက်စစ်ရှိကဝါလင်းပြီးအင်အားတောင်းနေတဲ့စစ်ပြေလို့သူတို့ခံနိုင်မလားသမီးပြဿကရှောက်ပါတယ်ဘကွန်းမျိုးကိုစောင်းတဲ့သမီးရဲတင်ရန်ကိုလည်းမပေါ်မလျော့ပဲနဲ့မြို့ပြကျုံမြောင်းကိုခိုင်းခံအောင်ပြုပြင်ပြီးပြလျံစီလို့နေစီလို့မြင်းစီသေးတွေကိုလွတ်ပြီးအကြောင်းကြားစီတယ်ရဲတင်ရန်လည်းမိတ်တမ်းပဲဘကွန်းကိုခိုင်းလုံးပြုပြီးစောင်းတယ်ရာဇာတွေကပကားမဆင်ကိုစီးပြီးထီးပြူမှုတယ်ခေါင်းလင်မှာသမီးပြက်ကမစီးတယ်မင်းလူကမင်းကတုံမင်းဖို့စောအရိတ်ဘောလက်တို့9ယောက်ကရှီတော်ကချီပါတယ်နောက်တော့မှမင်းရဲ့ဘက်နဲ့မရိတ်ဆွမ်းအကိုင်းနဲ့ဥယျာဉ်တို့ကဆင်မနစီကို2ယောက်တည်းစီးပြီးလိုက်ရတယ်အမော်ဒရာနဲ့မမော်ယောဂီတို့ကသူ့ရှင်ရဲ့လက်ဝဲလက်ရရဲ့အဖြစ်စင်သားတစ်ပတ်တစ်ချက်မှာဆင်15စီးစီပေါင်း30ပါ
သူရှင်လက်ရဘက်မှာသမင်ပြစားကဆွေတော်ငရုတ်နဲ့ကိုစီးတယ်သမင်ပြန်နေရဲကအရေဇဝီလူစင်ကိုစီးတယ်သမင်မောက်ဝင်ကအနန္တောင်စင်ကိုစီးတယ်တဦးကိုစင်စီး20စီကိုကုတ်ပြဲတယ်ပေါင်း60သူရှင်လက်ဝဲမှာသမင်အဝနန်ကမုံကြတဲ့အရိဘူးစင်ကိုစီးတယ်သမင်စီသူကတရေပေါတန်စင်ကိုစီးတယ်သမင်ပြတဲ့ဘက်ကအတောင်မေတ္တရင်စင်ကိုစီးတယ်တဦးကိုစင်စီး20စီကုတ်ပြဲတယ်ပေါင်းအစီ60သူရှင်နောက်တစ်ပတ်မှတ်တင်ကကွန်ပလက်အလပူစင်ကိုစီးပြီးတော့မှစင်စီကိုကုတ်ပြဲတယ်သူရှင်ရှိတော့ကသမင်ဥပပေါင်းကအခုစမုတ်တိုင်းစင်ကိုစီးပြီးတော့မှစင်5စီကိုကုတ်ပြဲပါတယ်ဥပကောင်းရှိကလက်ကွင်းငါရှေ့ဆုံးကြည့်ပြီးအတရင်စင်ကိုမုံနဲ့စီးတယ်စင်စီ20ကိုကုတ်ပြဲတယ်စုစုပေါင်းစင်စီ200ပါမုံမတင်နာပတိတရားလုံးကျုံသွားပြီးတိုက်ခိုက်ဖို့ချီးတယ်ပန်းတော်ချောင်းဝါမှာစူးစီးနေကြတယ်လက်ကွင်းတက်နဲ့တမတ်တော်ဥပကောင်းတက်တို့ကိုရှေ့ကိုလွန်နေအောင်ချီးစီးတယ်ဘေးမင်းကောင်တက်ကိုအမိလိုက်စီတယ်သူတို့တက်နဲ့ဝေးကွာစွာလွန်မှသူရှင်တက်ကညင်သားစွာချီးတယ်လက်ကွင်းတက်လွန်နေတာကိုမြင်တော့တော်ထဲမှာကောင်းနေတဲ့မြက်တက်300လောက်တို့ကထွက်တိုက်တယ်လက်ကွင်းနဲ့စင်စီးတရေတွေကအင်းဝမြက်တက်ကိုလက်ပြီးထိုးကြတော့မြက်20 30လောက်လဲကုန်တဲ့အတွက်မြက်တက်ဒီစုပ်ပြေးကြတယ်မြက်တက်ပြေးတာကိုလက်ကွင်းတက်နဲ့ဥပကောင်တက်တို့ကလိုက်ထိုးတယ်အဲ့ဒီကအမြက်ကင်းမြင့်ကိုစီးပြီးကလေးစားကမြန်မာနဲ့ရှမ်းတရေတက်ခတ်များကိုစူရုံးထွက်လာလို့ဝိုင်းတိုက်ကြတယ်လက်ကွင်းနဲ့ဥပကောင်တို့မခံနိုင်လို့ခွာရတယ်မြန်မာနဲ့ရှမ်းတို့ကသမင်ပြဲစားတဲ့နဲ့ရင်ဆိုင်ပြီးဖိတိုက်ပြန်တယ်သမင်ပြဲစားကမြင်းမူတောင်လာကြောက်တိုင်းလို့တင်းညက်ခံတယ်ရှမ်းမြန်မာနဲ့မိုးတို့ကအချင်းချင်းထိုးကိုကြတော့နှစ်ဘက်စလုံးမှာ900 600လောက်တေးကြတယ်ဒီကသမင်ပြန်ရဲတဲ့နဲ့သမင်မောကွယ်တဲ့တို့ကသမင်ပြဲစားတဲ့ကိုကူလာကြတယ်ရှမ်းနဲ့မြန်မာတို့မကန်နိုင်တော့ဖေမင်းကောင်တက်ရှိရကိုပြီးဝင်တယ်ဖေမင်းကောင်ကလည်းမကြောက်မရွံ့ဆင်တော်ရဲမြစောကိုစီးပြီးသမင်ပြဲစားတဲ့ကိုထွက်တိုက်တယ်အဲ့ဒီကမြင်စားမင်းကတက်ကိုခွာပြီးဆင်လင်းနဲ့ဖေမင်းကောင်စီးပြီးလာပြီးတော့မှသူ့စီပြားကိုရှင်ရန်သခင်တိုင်နိုင်တယ်ထို့တော်သူနောက်ကန်တက်တွေထူထပ်တယ်ဆင်လည်းများစွာချီလာတယ်သူတို့နီးလာလို့တိုက်ရင်ကျွန်တော်ဒေတာအရှင်မင်းကြီးကိုကူရန်ရှိတယ်ရှိတတ်တယ်လွန်နေကုန်ပြီရှင်ရန်ရှိနေလို့မတော်ပါလောအောင်ခွာမှသိမယ်လို့ရှောက်တယ်ဖေမင်းကလည်းမြင်စားမင်းရှောက်တဲ့ချက်ကိုကြားတော့ဒီဟုတ်ပြီဒီလိုမိတ်ပြီတော်တယ်မဝင်တယ်သမီးပြစားတယ်လည်းဖေမင်းကောင်တက်နေရင်ဆိုင်တိုက်ခိုက်ကြတော့တော်တယ်မှာခံနေတယ်မြင်ဆိုင်မင်းနဲ့ဖေမင်းကောင်တို့ကတော်တယ်ကထွက်ဆုတ်ကြတယ်ဆင်တော်ရဲမြစောကလေးလံတော့စင်ခဲကူသာစီးစီတယ်ရှင်နဲ့စင်ကနှစ်သားလူနဲ့စင်ကိုပြောင်းပြီးတော့မှစီးတယ်နှစ်သားလူနဲ့စင်ကမြင်ပြီးရေးရင်တယ်လင်းမြန်ပေါ်ပါတယ်ရဲမြစောကနောက်တော့ကလိုက်စီတယ်ရာဇရွေလည်းဖေမင်းကောင်တဲ့ဆုတ်ခွာတာကိုမြင်တော့ရှေ့တအားဖိလိုက်စီတယ်ဘကိုးစီတို့ကတက်စုတက်စိနေတာလိုက်ပြီးမြင်အင်းဝါစီတွေမခံဘူးစင်ကောင်းမြင်းကောင်းတန်ပါတဲ့တရေတကတ်တူကိုမပြတ်မကျဲစီပဲနဲ့စူယုံလို့ခွာတယ်စင်လေးမြေးလေးမိမသနာတွေကိုလိုမမတွေကဘကူဘက်ကများစွာရတယ်ရာဇရွက်ကစတောင်းမောဘောကိုရောက်တော့အင်းဝါမြောင်ရဲစမ်းမိပြားကိုစင်လင်းတဲ့တကွတရေတို့ကလာရောက်ဆက်တာတယ်အင်းဝါမိပြားကိုရောက်တော့ရာဇရွက်လေမောဘောမှာတက်ချတော်မူတယ်သူရှင်တက်ချတော်မူမဲ့ဒီနာပတိတွေလည်းတက်ချတယ်စစ်တီရဲမတ်တွေကမထက်မလိုက်ဘဲနဲ့နောက်တက်ဒီပြတ်တော်ကိုမြင်တော့တမင်ပြတ်စားကသူရှင်စီကိုပြန်လှည့်လာတယ်ဘာကြောင့်တက်ချတော်မူတဲ့စစ်ပြက်စစ်ပြေးကိုမလိုက်လို့တို့မေးတယ်သူရှင်လည်းအခုမင်းဆွေစုပ်ခွာတာကိုငါတို့အလောတကြီးမလိုက်သေးစင်ကားမြင်းကောင်းတရေကောင်းတွေကိုစူယုံလို့သူခွာတယ်စင်လေးမြင်းလေးနာသူပြားသူမိမတနာများကူသာငါတို့ရတယ်ဒီလိုရတာကိုပဲငါတို့တပန်းသားပြီးငါတို့နိုင်တယ်လို့ငါမှတ်တော့တယ်အကယ်၍ငါတို့အပြင်းလိုက်တဲ့ဖြင့်သူတို့မိခဲ့ရင်စစ်ပွဲကြီးဖြစ်အောင်မယ်သူတို့ပြေးမခင်တဲ့ဖြင့်အသေးခံတော့မယ်သူတို့ခွာဒီမှာရှားနာသေးပြောင်းများလို့ပြက်သည်မဟုတ်စင်ကားမြင်းကောင်းနဲ့ငါတို့ကသူတို့ပြန်တိုက်တော့အရှုံးနိုင်ကိုသိနိုင်ပြီလို့မိန်တော်မူတယ်ဘုံမပြက်စားလည်းအခုအင်းဝစစ်ခွာဒီမှာငမ်းမို့လို့ပြက်တယ်စစ်ပွဲကြီးဖြစ်ပါကလည်းကျွန်တော်တို့ကသူတို့ခံနိုင်မလားတိုင်းဆိုမြေကြသူတိုင်းသူရှင်ချီတော်မူရင်သူတို့ကိုကျွန်တော်တို့အားလုံးရတော့မယ်သို့တော်မိပြားနဲ့ကိုလိုမိမသနာများကိုရလို့နှင်းတော်ပြပရမှာကိုအလိုတော်ရှိသဖြင့်ဒီလိုမိတာကိုကျွန်တော်စုဝေးရမရှိလို့အပြစ်ဖို့ပြီးရှောက်ထားတယ်ရာဇာတွေလည်းပုံမင်းရှောက်ထားချက်ကိုခံရခဲ့တော့လက်ကွင်းဥပကောင်ပြတဲ့ဘက်တို့သုံးတက်လို့မြေကြားတိုင်အောင်လိုက်စီလို့မိန်တယ်အဲ့ဒီတက်သုံးတက်တို့ကလည်းသူရှင်ရဲ့မိန်တာအပြင်းလိုက်ရတယ်အင်းဝတ်တက်ကမပြင်းနဲ့မလွှမ်းနဲ့စင်လင်းမြင်းလေးနဲ့လူလူသုံးပန်းများစွာဝေကြလို့သူရှင်စီကိုလာအောင်ဆက်တာပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကိုဒီနေရာလေးမှာခေတ္တကျန်နာလိုက်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကတော့ဇာယေသူတော်နိုင်ပန်းလာရဲ့ရာဇာတွေရေးတော်ပုံစံတဲ့ဝတ္ထုကိုအပိုင်း73အနေနဲ့တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လုပ်ထားပေးပါဦးဘေးနားက notification လည်းနှိပ်ပေးထားပါအောင်ခင်ဗျာငါစင်ဗီဒီယိုတက်ကျေးဇူးများကြီးတင်ပါတယ်